ပတ်သက်ကုန်တော့ပဲဖတ်တယ်ပါလေလို့ပြောချင်ပါတယ်ရှောင်းနေပတ်စားတဲ့မွေကိုပတ်စမွေနဲ့ပြေခါမှာပဲခံပြီးတော့ဟယ်လိုအားလုံးပဲမင်္ဂလာပါစေတမီနာမီယာတို့ဝိုင်းပါဒီနေ့ဆက်ပါလို့ခုမှတမီကိုလေပတ်စားတဲတော့ရှောင်းလို့ပတ်စားတဲ့မွေနဲ့ပြေကားပါမှခံပြီးတော့လေဆိုပြီးတော့ပြောစားခဲ့တဲ့ပုံတော့အဲ့ဒီသူတည်တဲ့ဗီဒီယိုတိုင်းရေးပြပြပါမယ်သူတဲတော့ရှောင်းလို့တဲ့ပုံကဒီကိစ္စတစ်ခုဒီအချားရမပြောပြပဲနဲ့ဒီလိုပုံရေးတင်ပါလေစကေဆိုရရိုက်ပြီးတော့ဒီဖိုတိုလေးတင်ပြီးတော့အဲ့ဒီလေးလုပ်ပြီးတော့တင်ပါတယ်အတေတော့ပတ်စားလည်းမရတဲ့ပြင်ကားပါခက်ထီလဲထိတယ်ရောပဲပွဲရထိပြီးတော့ကားပါခက်ထီတာပါလို့ပြောချင်ပါတယ်ရှေ့တက်တိုးဆော့ဆော့လေးကိုတင်တဲ့တိတ်စီလို့လို့ဆိုတော့လုံးဝမလိုပါဘူးနော်ဒီတက်တိုးဆော့တက်တဲ့လို့ဖွင့်နေတဲ့တက်တဲ့တွေကလည်းဒီတက်တိုးပေါ်မှာဖိလိတက်ပေးထားတဲ့အရာတွေကြီးပဲတကယ်ကိုတက်တိုးဆော့လို့မဆိုရင်နီးရမတည်ရင်ဒီတက်တိုးပေါ်မှာရိုက်စတဲ့လည်းပါတက်တိုးဆော့လုံးနီးဆိုရင်ရိုက်စတဲ့လည်းပါလို့ပြောချင်ပါတယ်ရှင့်ပြီးပတ်စံမွေးရကြားရေးလည်းပြပြမယ်ခုနပြောခဲ့တယ်လို့ပဲအဲ့ဒီအရာတွေလည်းပတ်စံမွေးပါဘူးကားပါခက်ထီကားလာပတ်ခက်ထီပါအောင်မယ်နော်ပြီးလေတနေ့ဗီဒီယိုအနက်စုပ်တော့ဖို့တင်ပေးမှရလာပေါ့နော်တနေ့ဗီဒီယိုအနက်စုပ်တော့ဖို့ဆင်မပြတ်တင်ပေးမှသာပတ်စံရမှာပါပြီးရင်လည်းဟိုကတက်တော့ဆောလို့တူအနက်စုပ်တလားတိခတ်ပေးရမယ်ဘာလို့ဆိုရင်အဲ့ဒီအချိန်ကပတ်စံဝင်တဲ့အချိန်အခုလို့ရအခုရတဲ့အချိန်မဟုတ်သေးဘူးအဲ့ကြောင့်အနက်စုပ်တလားကြိုးစားကြည့်ပါအဲ့လိုကြိုးစားမှကိုမှပတ်စံတော့လာမှာပါဝိုင်းတော့ဆိုရင်အဲ့လိုပဲကိုကကြိုးစားရင်တလားလုံးမှတာမှဘာငါပဲရလာပေါ့နော်အခုကျမှပတ်စံအဒီလိုရနဲ့ထောင်နဲ့ချီဝေတော့တာပေါ့ရှောင်းနေပတ်စံတဲ့မွေကိုပတ်စံမွေနဲ့ပြေခါမှာပဲခံပြီးတော့တယ်လို့လည်းမပြောနဲ့ကိုတင်နေတဲ့ဗီဒီယိုကစနစ်တကျတင်နိုင်မှတာလေပတ်စံဝေပြီးတော့ကားပါဘက်ခံနေရမှာပါပြောချင်ပါလေရှင့်အဲ့လာမို့တက်တော့ရှော့ဗီဒီယိုတင်တဲ့ချိန်ကျရင်စီကဲတွေကိုတေချာလေးလာပါလို့ပြောချင်ပါရှင့်ကဲအစီပြရမယ်လို့ပြောလဲပါလေရှင့်စောစီကြည့်ပြချင်တဲ့တရားချစ်တဲ့တယ်လည်းအားလုံးချစ်တဲ့ပါတယ်ရှင့် Hello bye 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 bye